မင်္ဂလာပါမင်္ဂလာပါဆွေပေးသတိမိတ်ဆွေအားလုံးမင်္ဂလာညချမ်းပါနော်ဆွေပေးဝဲသင်ဆရာမြင်ဆရာကြားဆရာအားလုံးဥဒိတ်ပန်ဆရာသတိဒီကွယ်ပြောပြမယ်နော်ဇော့တုံညာတေကခွန်တုံညာခွန်တေကရှိခွန်ရှိတေချော့နေကကိုခွန်ရှိကိုနေချော့က30ခွန်ရှိကို30ချော့3နေက7ကွန်စစ်90 7ဆယ်နှစ်ဖြစ်ပေါ်ဆိုရင်3ချော့ဆိုတော့3ထဲမှာနော်3ထဲရင်7နှစ်ပေါ့နော်3လုံးခွန်3လုံး8 3လုံး9 3လုံး10 3လုံး7 3လုံး7နှစ်ဆိုရင်3ထိပ်အဲ့လိုပဲဒီပေါ်ကဆင်းလာရင်3ညာ6တိကခွန်3ညာ3 3က6ခွန်6 3 4 8က9ခွန်6 5 5 6 3ထဲမှာ4ဖြစ်မယ်နော်ခွန်6 5 4ဆိုရင်3ထိပ်ပါနော်အော်လိုက်ရတဲ့လေ3ထိပ်အပေါ်လိုက်တဲ့လေ3ထိပ်ပါနော်အဲ့ဆိုရင်3ထိပ်3ထိပ်ကိုဟုတ်ပြီ3ထိပ်ရတော့3လုံး3ညာလဲနော်ရှစ်3ညာနေ3လုံး3ညာ3လုံး3ညာဆိုရင်နေရှစ်5 3လုံး5တဲ့နော်နေရှစ်5 3လုံး5ဆိုရင်ဒီ3လုံး10 5 3ညာပါပါတစုံ5 5 6က16နော်5 3 3က17 6 1ပေါ့နော်5 3ညာ6 1နေ3နေကခွန်3 5 4ကနေခွန်နေပေါ့နော်နေ4နေထဲမှာ8ဖြစ်မယ်နော်8ဆိုရင်4 3ညာ9ပါ3ဖြစ်မယ်နော်8 3ပေါ့နော်3ညာ1နေ3ပေါ့နော်ဆိုရင်3 3ညာနေဆိုတာတကွက်ကွန်ဖြစ်ပါတယ်နော်3ထိပ်ကိုဦးစားပေးထားတာဖြစ်ပါတယ်နော်5နေ8 5 15 5 5 6က6နေ3နေကခွန်နေ4နေက8 5 6ခွန်8 3ည1နေ3ဆို3ည3 3ညနေပေါ့နော်ဆွေပင်းကိုသတိတွေမိတ်ဆွေအားလုံးကောင်းကြပါစေနော်